Hello guys အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့ Minecraft YouTuber တွေအလုပ်အများဆုံးဖြစ်တဲ့ဒီ100မဟုတ်တဲ့ဒီ90 Minecraft ထဲပါအသက်ရှင်ပြသွားမှာဖြစ်ပါတယ်ဘလို့အသက်ရှင်မလဲဆိုတော့ကျွန်တော်တို့တစ်သားတွေကြိုလုပ်ပြီးတော့ပေါ့နော်ဓာတ်တစ်ခြားလုပ်မယ်ပြီးရင် picket တစ်ခုလုပ်မယ်ပြီးရင်ပစင်ကတော့ကျွန်တော်တို့တစ်သားမရှိလို့ကျွန်တော်အဲ့ဒါတစ်သားအတစ်တစ်ခုတော့လိုက်ပါမယ်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ကဒါကိုတော့ယူမယ်ပြီးရင်ကျွန်တော်တို့ကတစ်ပင်ကိုတော့ခုတ်မှဖြစ်ပါတယ်အဲတစ်ပင်ခုတ်ရမှာတော့လူတိုင်းသိရပါတော့အမကျွန်တော်ကကျူတင်ပြောပြထားတာပေါ့နော်ဒါလုံးဝအောင်မှဒီတစ်ပင်နေတာမရှိကျွန်တော် micro ကိုဘလို့မှရှေ့ဆက်လို့မရဘူးပေါ့နော်အဲ့ဒါကြောင့်မလို့ပါဒီအချိန်မှာကျွန်တော်တစ်ပင်ကိုတော့ခုတ်တယ်ခုတ်တယ်အမှန်ကြီးပစင်ရမလို့ဘာလို့တော့ဒီကဒီတစ်သားလည်းမလို့လို့ကျွန်တော်ကအိမ်ဆောက်မှာမဟုတ်ဘူးလေကျွန်တော်ကအိမ်မဆောက်ပဲနဲ့အနာဒရွန်ကိုတွတ်တက်မှာဆိုတော့အတားကြောင့်ကျွန်တော်ကဒီ90ရဲ့နဲ့နော်ဒီ90ဒီအချိန်မှာပဲကျွန်တော်ကပစိန်တစ်ခုကိုလုပ်ပါတယ်ဒီပစိန်တစ်ခုနဲ့ဘာလုပ်မလဲဆိုတော့ပစ်ကတ်တစ်ခုနဲ့အဲ့မှာနေဝင်တော့ပါမယ်နေဝင်ရိုးကြီးနေဝင်စီးကြလုံးဝအောင်မှနေဝေချင်းမဟုတ်မှမြန်မာဆန်ပေါ့မြန်မာဆန်အဲ့ဒီမှာကျွန်တော်တိုးတက်ပါတယ်ဘာလို့ကျွန်တော်ကဇူမီနဲ့ညအောင်မဖြတ်တန်းချင်တဲ့အတွက်တိုးကိုတက်ပြီးတော့အဲ့ရလုံးမှာဖြစ်ပါတယ်အဲ့ဒီအချိန်မှာကျွန်တော်တိုးနောက်တစ်ကောင်ရှာနေကြက်တစ်ကောင်ကိုတွေ့ပါတယ်အဲ့ကြက်ကိုလည်းကျွန်တော်ရွှတ်လိုက်ပါတယ်အဲ့ဒီအချိန်မှာနေရဝင်တော့မှာပါအဲ့မှာနေဝင်တော့ကျွန်တော်ငါမေအောက်ထဲမှာအိမ်ဆောက်မယ်ဆိုပြီးတော့ဒီတူးတယ်ဒါပေမဲ့ငါဆင်းရလိုက်ဟာငါအဲ့လိုမျိုးတူးလို့ရှိရင်ငါမိုက်ဖက်ဘယ်လိုပီတာတော့မှလဲငါဇူမီနဲ့ရှင်သွားချမယ်ဆိုပြီးတော့ဓာတ်ထုတ်လိုက်တယ်ဓာတ်ထုတ်ပြီးတော့ဇူမီနေအောင်တော့အရင်ဆုံးအဲ့တိုးကလေးကိုရွှတ်လိုက်တယ်မတိုးကလေးတိတ်ရောဒီအချိန်မှာပဲအဲ့ဇူမီကိုတွတ်ချတယ်ဇူမီမရှာခင်မှာအဲ့ဒီရှင်းမရှိရဲ့တစ်ပြုံတော့ခုတ်မယ်ဆိုပြီးတော့ပစိန်ကင်တော့ခုတ်တယ်ပစိန်ကင်တော့ခုတ်တယ်ဒီနာအတန်တော့နေတိခံပြပါဘာလို့ဆိုတော့ကျွန်တော်ကဒီကြီးအများနဲ့အတန်တွင်းနေရဆိုတော့လေအဲဒါမို့အမတူးတယ်တိချတူးတယ်အဲ့ဒီအချိန်မှာဘယ်ဖြစ်လဲဆိုနေဝင်ဝိုင်းအမဒါကျွန်တော်အကြိုက်ပဲကျွန်တော်အကြိုက်ဖြစ်သွားတော့ကျွန်တော်ဘာလို့ဒါဓာတ်ထုတ်ပြီးတော့အာမဝေထားရဲ့စီတော့ခုတ်တယ်တော့ခုတ်တော့ तू ကအုပ်စုလက်ကြီးခေါ်လာတယ်အုပ်စုလက်ကြီးခေါ်လာတော့ဘလို့လုံးမလဲဆိုတော့လူကြီးအများကြီးခေါ်လာမသိစိုးကြီးဝိုင်းလောက်တဲ့အတိုင်းမကြည့်အောင်အများကြီးပဲအဲ့ဒီချိန်မှာကျွန်တော်မတီးပဲနဲ့တွားချကြည့်အောင်မသေးပြီ fucking ကနော်သေးပါပြီ fucking က